ဒီမှာတော့ကျွန်တော်ကိုယ်တိုင်ချက်တဲ့ချက်သားဟင်းလေးကိုလှုပ်ရှားမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုတွေအများကြီးတင်ပေးပါမယ်အရင်ဆုံးဘိုက်ကိုအရင်ဖြည့်မယ်ပေါ့နော်ချက်တုံးကိုကျွန်တော်တို့ဆိုရင်အရင်ဆုံးအခွက်မတင်ခင်ထစ်ရှမ်းရင်ခွဲပါတယ်ဘာလို့လဲဆိုတော့ချက်တုံးကခွက်ထစ်ရှမ်းခွဲလို့ရှိရင်ပို့ပြီးတော့တက်တာပါတယ်ဒီနေ့ဝတ်တိုင်းလည်းစားနေတယ်ဝတ်တိုင်းရှင်းရှင်းဝတ်တိုင်းလည်းဒီချက်တိုင်းပဲဖြစ်ထည့်ရတဲ့အမေကတူပဲပေါ့နော်ဒီတော့ချက်တုံးထည့်မယ်ချက်တုံးပုတ်သွားရှင်းမယ်ချက်တုံးအနီကိုထောင်းမလို့မေ့ပါဘူးချက်တုံးအနီကိုထောင်းအောင်ပေါ့နော်ထောင်းဖို့လိုအပ်တယ်ချက်တုံးအနီထောင်းပြီးတော့ထည့်မယ်ဒီဆက်ထောင်းမယ်ပြီးရင်ရေဒီထောင်းပြီးတော့လေးထည့်မယ်ချက်တုံးပြည့်ရဲ့ရေဒီရဲ့ချက်တုံးအနီချက်တုံးပြည့်ကျွန်တော်တို့ကတော့အရင်ဆုံးမထောင်းခဲ့ပါဘူးထိတ်နှစ်ခုညက်တယ်ပေါ့နော်ထိတ်နှစ်ခုလှီးလိုက်တယ်ပေါ့နော်ဒါပူပြီးတော့တင်ရတက်တာလို့ဒီမှာထောင်းနေပါဒါတော့လှီးပြီးထောင်းရင်ပူကောင်းတယ်ဒီလိုမှုပိုင်းဖယ်နော်မှုပိုင်းဖယ်ပြီးရတယ်ကင်ဆာဖြစ်တယ်မိုးကဘယ်မိုးပဲဖြစ်ကင်ဆာဖြစ်တယ်ပေါ့နော်ချက်တုံးဒီမိုးလို့ချက်တုံးပြူမိုးလို့မှမဟုတ်ဘူးဥပမာမယ်ထမင်းလုံးမိုးထမင်းစီမိုးတဲ့လည်းဖြစ်တယ်မြေပဲဆန်မိုးတဲ့လည်းဖြစ်တယ်မိုးပိုင်တော့တက်နိုင်တော့ဖယ်ပေါ့နော်အဲ့ဒါကင်ဆာဖြစ်စေတယ်ပေါ့ဒီထောင်းပြီးတော့ပါပြီဟင်းချုံမတော့ဘူးနော်ဟင်းချုံမတော့လည်းရတယ်ဟင်းချုံမကြိုက်တဲ့ဟင်းလေးလေးကျွန်တော်တို့မတုံးတဲ့ခါရတယ်ပေါ့တုံးတဲ့ခါရှားတယ်ဟင်းချုံမထားဝင်မှငါးဘက်တန်ရေးပဲဝင်ထားတာထိတ်ကျင်းလို့ပေါ့နော်တရားတုံးတော့နေရတယ်ပြီးသွားပြီဆိုရင်ဒီထဲကိုဗာထည့်မလို့ဆိုတော့စနုံမို့လေးထည့်လိုက်တိုင်းဖြစ်လို့စနုံမို့ထည့်လိုက်ဒီစားလေးနဲ့ထည့်မယ်ဒီစားလေးထည့်မယ်ရပြီဒါပဲဒါဆိုဒါလေးကိုပလက်ထိုးပြီးတက်ထားလိုက်မယ်ခဏနေနောက်ထပ်5မိနစ်လောက်နေလို့ရှိရင်ရေလေးထည့်ပြီးအုပ်ထားမှာပေါ့နော်ခဏနေဟင်းနေရပါပြီအဲ့ဒါဆိုကိုကြိုက်တဲ့ကြက်သားဟင်းဖြစ်ဖြစ်ဝက်သားဟင်းဖြစ်ပြုလုပ်လို့ရပြီကဲဒီနေ့ဆက်ရပြီဒီလိုလေးနဲ့ထည့်ပါဒါတက်တယ်ရင်းနေထည့်ပြီးတနည်းအောင်ဆက်လို့နော်ဒီဖြစ်ပြီးပါပြီခဏအုပ်ထားပါပတ်သားလေးကိုထည့်မယ်နောက်ပြီး
လေးကိုကိုချက်တယ်လေးထည့်လိုက်ပါကျွန်တော်ကတော့တီးတီးလေးတီးတီးလေးထည့်နော်ဘလောက်တီးတီးလေးစိုက်တယ်လဲဆိုတော့လောက်တီးတီးလေးစိုက်တာဖြစ်ပါတယ်ကိုချက်တဲ့လောက်လေးကိုတောင်းပြီးတော့ထည့်တယ်ပေါ့ဆက်ထည့်ရင်တော့ထည့်ပါမယ်လောက်လေးတုံးထားပါတော့အရင်လေးထုတ်ပြီးမသားထဲမှာဖြစ်တဲ့အတွက်ကြောင့်လောက်လိုက်တော့ရပြီဒီနေ့မရဘူးဒီနေ့လည်းဖြစ်တယ်လို့ကြည့်ရမယ်ဒါလေးထည့်လိုက်တာထည့်ပြီးတော့မြည်လိုက်တယ်ဒီအင်းလေးတော့ဒီတော့လေးစားမှဖြစ်တယ်ဆိုတော့ဒီနဲ့ထည့်တယ်ပါလေဒီထည့်လိုက်တော့ကဲရပါပြီခဏလေးစားလို့ရပါပြီ